ဒီဇလန်တို့လေးကမာနာကြီးရဲ့ကြောင်ကောင်မလေးကြောင်ပြောပြမှာပါသူမနာမည်ကကလိယိုလို့ခေါ်ပါတယ်စကားပြောတိရိစ္ဆာန်များပြည့်နှက်နေသောဝိလ်စ်ကိုဝတ်ဤအလဲဘဟုတွင်အဝါရောင်မျက်လုံးများနှင့်ဒီဇိုင်းဆန်းသောနီရောင်ဝတ်စုံဖြင့်လှပသောညိုရောင်နှင့်အဖြူရောင်ရောဆက်ထားသောကြောင်မင်းကလေးကလိယိုတယောက်၏ထိုင်ခဲ့သည်သူမကအခြားသူများထက်ပိုကောင်းသည်ဟုသူမထင်ခဲ့သည်သူမကအခြားသူများ၏စိတ်ကူးများကိုမထီမဲ့မြင်ပြုကာလေထဲတွင်ခေါင်းမော့ကာဖြင့်ရှောက်သွားနေခဲ့သည်တနေ့တော့ရွာမှာအစည်းအဝေးလုပ်တဲ့ပညာရှိစည်းကွက်မြို့တော်ဝန်ကလာမဲ့မုံတိုင်းအတွက်ကြိုတင်ပြင်ဆင်ဖို့အကြံဉာဏ်တွေတောင်းတဲ့ကလီယိုကမျက်လုံးပြူသွားကဘသူ့ကိုမှနားထောင်ဖို့မလိုပါဘူးဟုအကြံပြုချက်အားလုံးကိုလစ်လျူရှုကာတိုးတိုးလေးပြောနေခဲ့တယ်ကလီယိုကသူမတစ်ပင်အိမ်တို့ပြန်လာကအားလုံးကစိတ်ပူနေကြသည်ကိုရေမောလိုက်သည်ငါအိမ်ကပြီးပြည့်စုံတယ်လို့သူမကပြောဆိုလိုက်တဲ့တခြားသူတွေမျှဝေထားတဲ့ဘေးကင်းရေးအကြံဉာဏ်ကိုသူမမယူခဲ့ဘူးခိုးညတွင်မုန်တိုင်းသည်ပြင်းထန်စွာတိုက်ခတ်လာတဲ့ကလီယို၏တစ်ပင်အိမ်သည်ရင်းရိုင်သွားသည်သူမမျက်လုံးပြူးကျဲကသူမလုံးဝအဆင်ပြေဖြစ်သေးတာကိုသူမသဘောပေါက်လိုက်တယ်တစ်ပင်ပြိုကျပုံရပြီးရွာသားတွေကကျိုးတွေဆောင်ရင်းနဲ့ရောက်လာကြတယ်သူတို့ကကလီယိုကိုကယ်တင်ပြီးသူ့ကိုရက်ရွာကေဟာစီခေါ်သွားကြတယ်နောက်တစ်နေ့တွင်ရွာသားများကိုသူမကတောင်းပန်ပါတယ်လို့ပြောဆိုလိုက်တယ်ကူညီပေးလို့ကျေးဇူးတင်ပါတယ်အဲ့ဒီနေ့ကစပြီးသူမဟာကျင်နာတက်လာပြီးအများကြီးပိုကူညီပေးလာခဲ့တယ်မောက်မာခြင်းတို့မဟုတ်မနာလိုခြင်းမရှိရဲ့အချင်းချင်းကူညီကြပါစို့